ထိန်းသိမ်းမျှဝေနန်းစဉ်အမွေမဟာဂီတအစီအစဉ်ကိုကြည့်ရှုဆောင်စားအားပေးနေကြသောမဟာဂီတချစ်သူများအားလုံးချစ်တည်မင်္ဂလာအဖျားဖျားနှင့်ပြည့်စုံကြပါစေကြောင်းဦးစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်ဒီနေ့ထိန်းသိမ်းမျှဝေနန်းစဉ်အမွေမဟာဂီတအစီအစဉ်ကနေတင်ဆက်မဲ့တေးသချင်းကတော့အိုးလျံကြီးလင်းစချီစစ်တော်ချင်းယူရီးယားပဲဖြစ်ပါတယ်ရှင်ခေတ်ကာလနဲ့တေးပြူစားစိုးတို့ကိုမသိရတော့လေမင်းမိဖုရားတို့ရဲ့သားတော်သမီးတော်များအိတ်ဆက်အချိန်မှာချော့မြူနှစ်သိမ့်တဲ့အခါမှာတီးမှုတ်တီးဆိုရတဲ့တေးသချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်အသုံးပြုတီးခတ်ရတဲ့စီးဝါအမျိုးအစားကတော့နေစီးဝါပဲဖြစ်ပါတယ်ရှင်နာတော်တာဆင်တော်မူကြပါရှင်Yeah.